နွေဦးဒေါ်လာရဲ့ရှေ့တန်းစစ်မျက်နှာကနောက်ဆုံးရတိုက်ပွဲသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ရဲ့တိုက်ပွဲအထူးသတင်းတွေထဲမှာဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေရဲ့နေမီစူးမုံမုံနဲ့စခန်းတိုင်းတိုက်ပွဲအခြေအနေများအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့အကြအဆောင်များတဲ့သတင်းများအယက်သားပြည်သူတွေပေါ်ပြစ်မှတ်ထားတိုက်ခိုက်လာမှုနဲ့စစ်ပေးဆောင်ပြည်သူတွေရဲ့အခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးသတင်းအနေနဲ့ဒေါ်လာရေးတပ်ဖွဲ့တွေရဲ့ရှေ့တန်းအောင်ပွဲသတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်ပိုင်းမှာဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေဟာအကြမ်းဖက်စစ်ကောင်စီရဲ့အရေးပါတဲ့စစ်စေးရေးဂိတ်နဲ့စခန်းကုန်းတစ်ခုကိုအောင်နေစွာတိုက်ခိုက်တိုင်းပိုက်နိုင်ခဲ့ပါတယ်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်ကအများပြားတေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတော်တော်များများကိုလည်းဒေါ်လာရေးတပ်ဖွဲ့တွေဘက်ကတိုင်းစီရမိခဲ့ပါတယ်။မိမိတို့ဒေါ်လာရေးရဲဘော်တွေဘက်ကတော့အထိခိုက်မရှိပဲစုတ်ခွာနိုင်ခဲ့လေလို့မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ဒီတိုက်ပွဲဟာနယ်မြေစိုးမိုးရေးအတွက်အလွန်အရေးပါတဲ့ဗျူဟာမြောက်အောင်ပွဲတစ်ခုဖြစ်ပါတယ်။အခုဆက်လက်ပြီးရှေ့တန်းစစ်မျက်နှာကမြေပြင်သတင်းပေးပို့ချက်ကိုအသေးစိတ်တင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီတပ်ဟာမြေပြင်တိုက်ပွဲတွေမှာအထိနာနေတာကြောင့်အယက်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေတယ်လို့လေကြောင်းကနေလည်းဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ဒီလိုပစ်ခတ်မှုတွေကြောင့်ပြည်သူပိုင်နေအိမ်အချို့မီးလောင်ပျက်စီးခဲ့ပြီးဒေသခံပြည်သူတွေဟာဘေးလွတ်ရာတောတောင်တွေကိုအရေးပေါ်တင်းရှောင်နေကြရပါတယ်။အကြမ်းဖက်တပ်ဖွဲ့ဝင်တွေဟာကြီးရွာတွေကိုဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းတွေကိုလူရက်ဖျက်ဆီးတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။တော်လန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူအသက်အိုးအိမ်ကိုကာကွယ်ဖို့အစွမ်းကုန်ကြိုးစားနေပါတယ်။ဆက်လက်ပြီး drone တပ်ဖွဲ့တွေရဲ့စစ်စင်ရေးသတင်းကိုတင်ဆက်ပေးပါမယ်။နီးပညာနဲ့လက်နက်အင်အားမမျှတော့လဲတော်လန်ရေးရဲဘော်တွေရဲ့တီထွင်ကြံစာမှုနဲ့အောင်ပွဲဆင်နေတဲ့ဒရုန်းစစ်စင်ရေးတွေဟာစစ်ကောင်စီတပ်အတွက်အိမ်မက်ဆိုးဖြစ်နေပါတယ်။ဒီကနေ့မှလည်းစစ်ကောင်စီရဲ့ထောက်ပို့ရင်တန်းတစ်ခုကိုဒရုန်းနဲ့တိကျစွာဘုံကျဲတိုက်ခိုက်နိုင်ခဲ့ပြီးရင်တန်းတစ်ခုလုံးရပ်တန့်သွားအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒါဟာစစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းကိုဖျက်တောက်လိုက်တာဖြစ်ပြီးရှေ့တန်းကစစ်ကောင်စီတပ်သားတွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။စစ်ပေးဆောင်ဖီဒူရီရဲ့အခြေအနေနဲ့ပတ်သက်လို့ဆက်လက်တင်ဆက်ရရင်လက်ရှိမှာတိုက်ကွေးပြင်းထန်နေတဲ့ဒေသတွေကစစ်ပေးဆောင်ပြည်သူတွေဟာစားနပ်ရိက္ခာနဲ့ဆေးဝါးအခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။မိုးရာသီကာလဖြစ်တာကြောင့်နေထိုင်ရေးအခက်အခဲနဲ့ကူးစက်ရောဂါအန္တရာယ်တွေကလည်းစိန်ခေါ်မှုဖြစ်နေပါတယ်။ဒေါ်လာရေးအင်အားစုတွေနဲ့ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့တွေကတတ်နိုင်သမျှထောက်ပံ့ပေးနေပေမဲ့လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်ပိုမိုလိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ်။မိဘပြည်သူများအနေနဲ့မိမိတို့တတ်နိုင်တဲ့ဘက်ကနေစစ်ပေးဆောင်ပြည်သူတွေကိုဝိုင်းဝန်းကူညီကြဖို့တိုက်တွန်းနှိုးဆော်လိုပါတယ်။အထူးသဖြင့်စံစီစားနဲ့အခြေခံဆေးဝါးတွေဟာအဓိကလိုအပ်ချက်ထင်နေပါတယ်။တော်လိုင်းကြီးမှာပါဝင်နေတဲ့မြို့ပြပျောက်ကြားတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။မြို့ကလေးရဲ့ချို့မှာစစ်ကောင်စီရဲ့ရန်တရားတွေလဲပက်လို့မရအောင်မြို့ပြပျောက်ကြားရဲဘော်တွေကဟန်တားနှောက်ရှာမှုတွေလှုပ်ဆောင်နေပါတယ်။စစ်ကောင်စီရဲ့တောက်တိုင်တွေကိုဖယ်ရှားခြင်းနဲ့သတင်းပြီးဒလန်တွေကိုရှင်းလင်းလုပ်ငန်းစဉ်တွေကိုအရှိန်အဟုန်မြင့်တင်ဆောင်ရွက်နေပါတယ်။မိဘပြည်သူများအနေနဲ့လည်းမြို့ပြစစ်စင်ရေးတွေရှိနိုင်တာကြောင့်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေတပ်ဆန်းနေတဲ့ဝေးဝေးမှာနေထိုင်ကြဖို့မြစ်တာရက်ခံရပါတယ်။ညီကုန်းချုပ်အနေနဲ့တော်လန်ရေးအခြေအနေသုံးသက်ချက်အရအရှိန်အဟုန်မြင့်တင်နေတဲ့တော်လန်ရေးတိုက်ပွဲတွေကြောင့်အကြမ်းဖက်စစ်ကောင်စီဟာနယ်မြေစူးမိုးမှုလက်လွတ်နေရပြီးပြိုလဲဖို့အနည်းဆုံးအခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။စစ်ကောင်စီတပ်ထွဲမှာလည်းအချင်းချင်းယုံကြည်မှုပြပြားနေပြီးတပ်ပြည်ဥယေဟာတစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာနေပါတယ်။ဒါဟာတော်လန်ကြီးရဲ့အောင်ပွဲအလင်းလောင်ကိုပြသနေလာမယ်ဖြစ်ပါတယ်။ပြည်သူတရလုံးအနေနဲ့တော်လန်ကြီးအောင်ပွဲရသည့်အထိစိတ်တက်မကြပဲဆက်လက်ဝင်ယွန်ပေးကြပါထောက်ပံ့ပေး